Yay နောက်ဆုံးတော့ Scarf and နဲ့ Little Pony လေးရဲ့ collaboration လုပ်ထားတဲ့ blind box လေးဖတ်ခဲ့ရပြီကွာဘယ်အောင်လေးရချင်လဲဆိုတော့ဘယ်အောင်လေးရဲ့ secret လေးရဲ့ပေါ့ secret ကိုမှ Shama Sunset လေးရအပိတ်ချက်လေးရချင်တာ Pony ရဲ့ဘက်လေးကလည်းတအားလာတဲ့အရောင်လေးစုံရပဲရှုပ်ပြိုးလေးနဲ့ဆိုပြန်ထည့်ထားလို့လည်းရတယ်ကဲစပြီးဖောက်ပါပြီဘယ်အောင်လေးရပလဲဝိုးဘယ်အောင်လေးလာတဲ့အပြင်မှာတော်တော်လာတယ်ဗောဘယ်အောင်လေးရလေပင်ကီပိုင်းလေးကလေတော်တော်အရောင်လေးကိုစိုးနေရပဲဒီနေ့ဝတ်ထားတဲ့ outfit နဲ့ကတိပဲကဲလာတော့အေးစပင်လေးကတော့ဖြုတ်အောင်မှ2မျိုးလောလောဆယ်အေးစစ်စစ်ကောင်းတော့ပဲလှသွားရေးအိမ်လေးမှာဆိုရင်တော့ကျင်းနေနေပါပြီပင်ကီပိုင်းလေးရဲ့အထိပ္ပယ်ကတော့တကယ်ချင်းတွေကိုပြောအောင်လည်းလုပ်ပေးတတ်တဲ့သူပင်ကီပိုင်းလေးရလိုက်တာဆိုတော့ princess လေးတစ်ပါးရလိုက်တယ်လို့ပါပဲဒီ my little pony လေးကိုလေဒီ spin လေးကြောင့်ပို့ပြီးတော့သဘောကျတာပေါ့နော်နောက်နေ့ကျမှဒီ spin လေးတွေကိုလည်းကလေးပါအောင်မယ်ဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးများတင်ပါတယ် bye bye